ကိုပြောရမယ်ဆိုကိုရှောက်ရမယ်ကိုရဲ့ life path ကဒီအရာမဟုတ်ဘူးပေါ့နော်ဒီအရာကိုရဲ့ဝါသနာလည်းမဟုတ်ဘူးဒီအရာကို passionate လည်းလုံးဝမဖြစ်ဘူးသိလားဒါပေမဲ့လူအများရဲ့ဒီလိုမျိုး compare လုပ်ခံရတဲ့အခါမှာလိုက်လုပ်တယ်ပေါ့နော်ကိုမသိခဲ့တဲ့အချိန်မှာဒီလိုမျိုးတွေလိုက်လုပ်တယ်โอเคဒါပေမဲ့ဒီအဲ့လိုမျိုးနှိုင်းရှင်ပြီးတော့မှ compare လုပ်ခံရပြီးတော့မှကိုအဲ့လို like လုပ်ရင်းနဲ့ဒီ status တစ်ခုရအောင်စူးစမ်းရင်းနဲ့အခုချိန်မှာလုံးဝကို loss ဖြစ်နေတဲ့သူတွေအများကြီးဆိုတာလည်းကျွန်တော်သိထားရတယ်ပေါ့နော်လူတွေကပေါ့နော်သူတို့ရဲ့ကိုယ်ပိုင်စံချိန်စံနှုန်းသူတို့ရဲ့စံပေတဲ့အနေနဲ့လူတိုင်းလိုက်ပြီးတော့တိုင်းတာကြရတယ်ပေါ့နော်ဥပမာဒီဘယ်လိုပြောရမလဲ success ပေါ့အောင်မြင်မှုဆိုတဲ့အရာတခုကိုလူတွေကအတိတ်ပဲဖွဲ့ဆိုပုံချင်းကတယောက်နဲ့တယောက်ကမတူကြဘူးလေနော်ထားပါတော့လူတယောက်ကသူ့ရဲ့အောင်မြင်မှုဆိုတာဒီစီးစိမ်ဥစ္စာပစ္စည်းတွေနဲ့ထားပါတော့ဒီလိုမျိုးပေါ့နော်ဒီ education တွေနဲ့ပေါ့လေနော်ဘွဲတွေဘယ်လောက်ရပြီ diploma တွေဘယ်လောက်ရပြီ you know PhD တွေဘယ်လောက်ရပြီဆိုပြီးတော့တိုင်းတာတာဒီဟာတခုပေါ့နော်ဒီဟာကသူ့ရဲ့ဒီဘယ်လိုပြောမလဲ success ဆိုတဲ့အရာကိုသူကအတိတ်ပဲဖွင့်ဆိုရဲပေါ့အောင်မြင်မှုဆိုတာကိုသူ့ရဲ့စံပေးတယ်ပေါ့လေနော်ဒါနဲ့တိုင်းထားပြီးမဲ့ဥပမာကျွန်တော်ဆိုလို့ရှိရင်ကြတော့ကျွန်တော်ကဒီရုပ်ဝတ္ထုပစ္စည်းပေါ့နော်ဒီ material things တွေနဲ့ကျွန်တော်ဘဝကျွန်တော်တိုင်းတာတာမဟုတ်ဘူးကျွန်တော်ရဲ့ success ကဘာလဲဆိုတော့ကျွန်တော်ရဲ့ inner peace you know inner peace inner wisdom inner light you know ကိုယ့်ရဲ့အတွင်းထဲမှာဘယ်လောက်ထိကိုယ်မှာ wisdom ဆိုတဲ့ဉာဏ်ပညာဉာဏ်အလင်းပေါ့နော်အသိဉာဏ်ပညာအလင်းရှိတယ် inner peace you know inner peace ကကြတော့ကိုယ့်ရဲ့ဒီအတွင်းထဲကငြိမ်းချမ်းမှုစစ်မှန်တဲ့ငြိမ်းချမ်းမှုပေါ့ဒီနေရာမှာ peace တို့ပြီးတော့ inner happiness ပေါ့နော်ဒီနေရာမှာ happiness တို့ peace တို့ဘာလို့ပြောမယ်ဆိုလို့ရှိရင်လူတွေကပျော်ရွှင်မှုဆိုရင်အပြင်ကဒီအခုခေတ်ပေါ့နော်ဒီအရာတွေပေါ့အပြင်ကလာတဲ့ဒီ external validation တွေလူတွေရဲ့လက်ခုပ်တီးတန်နေပြီးတော့ဒီ external က noise တွေပေါ့လေနော်စူညံတန်နေပြီးတော့အခုခေတ်မှာဆိုရင်အများကြီးပါလူတွေရဲ့အာယုံတွေကိုလိုက်ပြီးတော့မှစမ်းစားနိုင်တဲ့လုံနိုင်တဲ့အရာတွေဥပမာမှုရစီဝါတွေရှိမယ်ဒါမှမဟုတ်လို့ရှင်လည်းအများကြီးပဲလေနော်ဒီခေတ်မှာက option တွေကအများကြီးပဲဆိုတော့ခေတ်ကတစ်ဖက်ကဒီ technology တွေကတိုးတက်လာပြီးမြဲတစ်ဖက်ကစုပ်ယုပ်သွားတဲ့အရာကတော့ဒီလိုအရာတွေပေါ့နော်ဒီအရာတွေနောက်မှာလိုက်ပြီးတော့မှဒီ pleasure တွေလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီ Oxford ဆရာတော်ဘုရားကြီးပြောနေကြပါတော့ဒီ pleasure တွေနောက်ကိုလူတွေကလိုက်ပြီးတော့ဒါတွေကိုပျော်ရွှင်မှုလို့တူအမှတ်မှားနေတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီအရာတွေမဟုတ်ဘဲနဲ့တကယ်စစ်မှန်တဲ့ inner peace inner happiness ပေါ့နော်ကိုယ့်ရဲ့အတွင်းထဲမှာလူမျိုး inner light you know inner wisdom ဆိုတဲ့အရာတွေကိုကျွန်တော်ကတိုင်းတာတာဖြစ်တယ်ပေါ့ဒါပေမဲ့ဒီလိုအချိန်မှာကျွန်တော်ကိုလူတယောက်ကထားပါတော့သူ့ရဲ့စံချိန်စံနှုန်းစံပေရန်နဲ့လာတိုင်းတာမယ်ဆိုရင်တော့ okay ကျွန်တော်မအောင်မြင်သေးဘူးပေါ့လေနော်အဲ့လိုမျိုးပဲသူတို့မြင်မှာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့အောင်မြင်မှုဆိုတာကတော့ကျွန်တော်ရဲ့ဒီຢာတွေကဘယ်လောက်ထိရှိလဲဘယ်လောက်တိုင်းတာရှိလဲကျွန်တော်တကယ်ဒီຢာတွေနဲ့တကယ်ကိုကျွန်တော်ဒါတသားရေးဖြစ်နေလားပေါ့ embodiment ပေါ့နော်ကျွန်တော်တသားရေးဖြစ်နေလားဆိုတာကိုပဲကျွန်တော်တိုင်းတာရတယ်ပေါ့အဲ့လိုຢာတွေမှာမတူညီဘူးလေနော်အဲ့တော့လူဆိုတာကကိုရိုင်းရဲ့အကြောင်းကိုကိုရိုင်းသိဖို့လိုတယ်ဒီအကြောင်းအရာကိုလည်းကျွန်တော်ခဏကျွန်တော်ရဲ့ podcast တွေမှာလည်းကျွန်တော်ပြောရဲပေါ့နော်